အောင်မြင်သူတွေဘယ်တော့မှမပြောပြတဲ့လှဝက်ချက်တုံးခုကိုဒီကနေ့လာရောက်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်။တင်းဘဝဟာခုထိမပြောင်းလဲသေးဘူးလား။နေ့တိုင်းအလုပ်စူးစမ်းနေပြီမဲ့ရလက်ကမထင်သလိုဖြစ်နေတော့ပဲလားပေါ့နော်။တကယ်တော့အောင်မြင်သူနဲ့မအောင်မြင်တေးသူတွေရဲ့ဂျာကကွာခြားချက်ဟာညံပိုကောင်းတာမဟုတ်တလို့ကံပိုကောင်းတာလည်းမဟုတ်ပါဘူး။နေ့စဉ်ရွေးချယ်မှုလေးကပဲသူတို့ရဲ့အနာဂတ်ကိုဖန်တီးပေးတာဖြစ်ပါတယ်။နံပါတ်1အချက်ကဂျီမန်းချက်ပေါ့နော်။တင်ဟာဘယ်ကိုတွားချင်လဲဆိုတာမသိရင်ဘယ်လန်းကမှန်မှာမဟုတ်ပါဘူးဒါကြောင့်တင်ရဲ့ရီမန်ချက်ကိုစာရွက်ပေါ်မှာချရေးလိုက်ပါတစ်နှစ်အတွင်းဘာဖြစ်ချင်တာလဲပေါ့နော်9နှစ်အတွင်းဘယ်ဘဝကိုရောက်ချင်တာလဲအိမ်ပိုင်ချင်တာလားကားပိုင်ချင်တာစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေကိုမှချရေးမယ်ဆိုရင်တော့ကိုယ့်ရဲ့ရီမန်ချက်ကပို့ပြီးတော့မှတိတိကျကျဖြစ်လာတာပေါ့နော်ကိုရေးထားတဲ့ရီမန်ချက်ကပဲနေ့တိုင်းတင့်ကိုလမ်းပြပေးပါလိမ့်မယ်နံပါတ်2အချက်ကစီကံမှာအောင်မြင်သူတွေကစိတ်ပါမှအလုပ်လုပ်တာမဟုတ်ဘူးစိတ်မပါတင်းရင်တော့မှလုပ်တင်တာကိုစလုပ်လေရှိပါတယ်တနေ့ကိုမိနစ်30စာဖတ်ပါနိုင်ဝက်စာဖတ်ပေါ့နော်လေ့လာတင်ယူမှုအတိတ်တွေကိုတင်ယူပါလေ့လာပါဝင်ငွေတိုးစင်မဲ့အရာလေးကိုအချိန်ပို့ပေးပါဒီလိုအကျင့်လေးတွေကပဲတရက်ထဲမှာမတိတာပြီမဲ့တနစ်အကြာမှာတင်းဘဝကိုပြောင်းလဲလာပါလိမ့်မယ်နံပါတ်3အချက်ကတော့လက်မလျှော့ခြင်းပဲဖြစ်ပါเนาะ။ဘာကြောင့်အဲ့လိုပြောရတာဆိုတော့လူတိုင်းမှာကြာရှုံးမှုပါတယ်။အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားကစားသမားတွေပညာရှင်တွေပေါ့နော်။တို့ကအချိန်ပေါင်းများစွာအမှားလုပ်ခဲ့ဘူးတယ်။ကြာရှုံးခဲ့ဘူးเนาะ။တို့မှလည်းအမှားပေါင်းများစွာလုပ်ခဲ့ဘူးတယ်ကြာရှုံးဘူးတယ်။ဒါပေမဲ့တို့မရက်တန့်ခဲ့ပါဘူး။ကြာရှုံးမှုကိုသင်ခန်းစာအဖြစ်လက်ခံပြီးနောက်တစ်ခါပိုကောင်းအောင်ပြန်စူးစမ်းခဲ့ပါတယ်။ဒီကနေ့အစီမပြေသေးတာဟာတင်းဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူးเนาะတင်းဆက်ရှောက်နေတဲ့ရွေးတင်းဟာရှေ့ကိုအမြဲရောက်နေမှာပဲအဓိကရက်တန်းမတွားဖို့ပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အချိန်မှာကိုယ့်ကိုပြန်မေးကြည့်ပါပြန်စမ်းစစ်ပါပေါ့เนาะဒီကနေ့ငါဘာတစ်ခုလုပ်နိုင်ခဲ့ပြီလဲအဲ့လိုတွေပေါ့เนาะအောင်မြင်မှုကကြီးမားတဲ့ခြေလှမ်းတစ်လှမ်းနဲ့မစပါဘူးနေတိုင်းလုံနေတဲ့အလေးကျင့်ကောင်းလေးတစ်ခုကနေစတာပါဗီဒီယိုလေးကတင်းအတွက်အကျိုးရှိတယ်ဆိုရင်ကိုချီရတဲ့မိတ်ဆွေစီကိုပြန်လဲပြီးတော့မျှဝေပေးလိုက်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအထူးတင်ရှိပါတယ်တာတာ sharing ပါအောင်မြင်တိုးတက်စေတဲ့နီလန်းတွေကိုလာရောက်ပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်အားလုံးအလောက်ကင်စင်ပြေကြပြီးကံကောင်းကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါခင်ဗျာ